နေမွေးမြူရေးသိပ္ပံကျောင်းနှင့်မြို့မစေပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ကြောင့်ထိခိုက်ခဲ့ရတဲ့စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံပြင်မနာနဲ့နေပြည်တော်ပြင်မနာမြို့အမှတ်၁မြို့မစေကိုပြန်လည်ပြုပြင်ထားထွေဆောင်ရွက်နေတယ်လို့သိရပါတယ်။အဆိုပါမန္တလေးငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တဲ့နေပြည်တော်ပြင်မနာမြို့အမှတ်၁မြို့မှာဆေးနဲ့စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံပြင်မနာထိုးကိုယမန်နေ့ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းတွားရောက်စစ်ဆေးခဲ့ပါတယ်။ပြင်မနာအမှတ်၁မြို့မှာဆေးဟာ1995ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးမြေဧက4.395ဧကကျယ်ဝန်းကဈေးအဆောက်အဦ ABC နဲ့ဒီအဆောင်ထိုးမှဆိုင်ခန်းပေါင်း1369ခန်းရှိတဲ့အနက်ငလင်တန်းချောင်း A အဆောင်နဲ့ B အဆောင်ထိုးရဲ့ဈေးဆိုင်ခန်းပေါင်း393ခန်းပျက်စီးသွားတယ်လို့သိရပါတယ်။အဆိုပါပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦ A အဆောင် B အဆောင်နဲ့ထိခိုက်မှုအနေငယ်ထားရှိတဲ့ C နဲ့ D အဆောင်ရှိဆိုင်ခန်းတွေရဲ့ကြန့်ခိုင်မှုအခြေအနေတွေကိုNASA ကဒုဥက္ကဋ္ဌကလိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်တာတွေကိုလမ်းညွှန်မှာကြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ထိခိုက်မှုအနေငယ်သားရှိတဲ့ဈေးအတွင်းမှာအဆောက်အဦစီအဆောင်နဲ့ဒီအဆောင်ရှိဆိုင်ခန်းတွေကိုလည်းအခွန်ကင်းလွန်ခွင့်နဲ့ဆက်လက်ရောင်းချခွင့်ပြုထားတယ်လို့ဆိုပါတယ်။အဆိုပါမျိုးမှာဈေးကြီးအသစ်ပြန်လဲတည်ဆောက်မဲ့ကာလမှာလဲပြင်မနာမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းအနီးရှိအောင်မင်္ဂလာဝန်းအတွင်းယာယီဈေးဖွင့်လှစ်ရောင်းချသွားမယ်လို့လဲသိရပါတယ်။နောက်ပြင်မနာမြို့ရွှေချီရက်ကွက်ရှိစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံပြင်မနာသို့တွားရောက်စစ်ဆေးခဲ့ပြီးမူလအဆောက်အဦပုံစံအတိုင်းဆောက်လုပ်ရေးမဆောက်လုပ်မီမြေအနေထားစမ်းသပ်ပြီးမှသာဆောက်လုပ်ကြဖို့မှာကြားခဲ့ပါတယ်။ဒါအပြင်အနှဲငယ်ပြုပြင်ရမယ်စာတင်ဆောင်အဆောက်အဦတွေကြက်ခိုင်ရေးစစ်ဆေးရေးအဖွဲ့နဲ့စစ်ဆေးပြုပြင်ထားကိုဂျုံလအကြောင်းဖွင့်ရန်အမိပြုပြင်သွားဖို့အရေးကြီးဆောင်ရွက်စာရန်တွေနဲ့တင်ထောက်ကူပစ္စည်းတွေကိုစနစ်တကျထိမ့်သိမ်းထားရှိဖို့NASAကဒုတိယဥက္ကဋ္ဌကမှာကြားခဲ့တယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံပြင်မနာမှာအဆောက်အဦ62လုံးရှိရာရှေးဟောင်းအဆောက်အဦ9လုံးအပါအဝင်အခြားအဆောက်အဦ3လုံးစုစုပေါင်း10လုံးလုံးဝပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်နှစ်တရာပြည့်ရှေးဟောင်းအဆောက်အဦတစ်လုံးအပါအဝင်အခြားအဆောက်အဦ4လုံးစုစုပေါင်း9လုံးအနည်းငယ်ရှိတဲ့အဆင့်ထိခိုက်ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။အဆိုပါကျောင်းမှာတက်ရောက်ပညာသင်ကြားနေတဲ့ပထမနှစ်ကနေတတိယနှစ်အထိကျောင်းသားကျောင်းသူ460ဦးရှိရာ၎င်းတို့အတွက်စာသင်ဆောင်တွေလိုအပ်နေတယ်လို့လည်းသိရပါတယ်ရှင်။